ကဲဒီနေ့မှာတော့ထိုင်းမုတ်တီကိုမြန်မာလိုတုတ်ဆောင်မှာဖြစ်ပါတယ်ဒါဆိုရင်လိုအပ်တဲ့ဟာလေးတွေကိုပြင်ဆင်လိုက်အောင်ပေါင်းပစ္စည်းတွေလည်းစုံပြီးဆိုတော့တုပ်ဖို့လည်းစတင်လို့ရပါပြီ။ကဲဒါကတော့မြန်မာမုတ်တီတုပ်မှာမပါမဖြစ်လို့အပ်တဲ့စီချက်ဖြစ်ပါတယ်။ကဲရင်ဆိုမုတ်တီကိုဖောက်ပြီးထည့်ပါမယ်။ဒီလိုစီချက်ထည့်မယ်။ Okay ။ဒီတော့မကြီးနေရထည့်ပါမယ်။ Okay ။ချုံဖို့တုံးထည့်လိုက်မယ်။စားထည့်ပါမယ်။ပဲမုတ်ထည့်ပါမယ်။ဒီတော့ပဲဒီထည့်မယ်။တနင်္ဂနွေထည့်ပါမယ်။ Yes ကဲဒါဆိုရင်တော့တုပ်လို့ရပါပြီခင်ဗျာစားကြပါဦးစီချက်မမွေးလေးနဲ့မုတ်တီနဲ့ဆိုလုံးဝရှယ်Bye. Very good.